ထိုင်းလိုကဖောက်မူလို့ခေါ်တဲ့ဝက်ပင်စိန်ကြိုက်တဲ့သူတွေရှိလားရှင်ကျမတို့မောင်နှမ၄ယောက်ကတော့ဝက်ပင်စိန်အရန်ကြိုက်တာမို့လို့ဒီနေ့အိမ်မှာအဝချက်စားလိုက်ပါတယ်လုံးလုံးစင်ထားတဲ့ဝက်သားတွေကိုစားအနေငယ်ထည့်ပါတယ်ပကြားလေးထည့်ပါတယ်ပဲငံပြားရဲ့အပြစ်ထည့်ပါတယ်ပဲငံပြားရဲ့အကျင်းနဲ့ခရုစီလေးထည့်ပါတယ်ပြီးရင်တေချာလေးဆုပ်ဆုပ်ပြီးနေပြီးနိုင်ဝက်တစ်နိုင်ခန့်နှက်ထားပါတယ်စချက်ပါမယ်ရှင်စီပူလာပြီဆိုရင်ကြက်သွန်ပြူကိုမညံ့အောင်ထောင်းထားတာလေးတွေအရင်ဆုံးထည့်ပြီးစီတက်ပါမယ်ကြက်သွန်တွေနွမ်းလာပြီဆိုတော့မှရှေ့မှာနှက်ထားတဲ့ဝက်သားတွေကိုထည့်လိုက်ပါမယ်ထည့်ပြီးချင်းမှာပဲရောင်းမလေးနဲ့ဝက်သားတွေကိုတန်းပြီးတော့တေချာလေးချီရပါမယ်မဟုတ်ရင်အလုံးလိုက်ကြီးထွေးသွားမှာပါနော်ဒီနေရာမှာရေမထည့်သေးပဲနဲ့အသားတွေအယောင်ပြောင်းတဲ့အထိလုံးဝပါအောင်မယ်ပြီးရင်ငရုတ်သီးခွဲချမ်းထည့်ပြီးဆက်လုံးပါမယ်ပုံမှန်ဝက်သားဟင်းနေစားရတာရိုးနေပြီဆိုရင်ဒီလိုမျိုးလေးချက်စားကြည့်ပါနော်အရန်အောင်မှအရသာရှိပါတယ်အသားကနေပြန်ပြီးထွက်လာတဲ့ရေနဲ့ပဲချက်နေတာနည်းနည်းခြောက်လာပြီဆိုရင်ရေလေးနည်းနည်းလေးရောလိုက်ပါမယ်ခဏလောက်ချက်ပြီးလို့စီချမ်းရေချမ်းအချိန်လေးမှာပဲပင်စိမ့်တွေအများကြီးအုပ်လိုက်ပါတယ်ပင်စိမ့်ကများလီစားလို့ကောင်းနေပါပဲအနံလေးကလည်းတအားမွေးပြီးတော့အရသာရှိပါတယ်တကယ်လို့ကိုကဝက်သားမစားဘူးဆိုရင်ကြက်သားသို့မဟုတ်အမဲသားကိုအစားထိုးပြီးသုံးလို့ရပါတယ်ကဲဒါဆိုရင်တော့အရန်ကိုအရသာရှိတဲ့ကဖောင်မူလို့ခေါ်တဲ့ဝက်ပင်စိမ့်လေးရပါပြီရှင်ဒီဟင်းကိုကျောက်ဟက်ဖရိုင်းကျော်ရဲ့ထမင်းဖြူလေးနဲ့တွဲစားရင်အရန်ကိုကောင်းပါတယ်အားလုံးပဲစီမံကြပါစေရှင်ဘိုင်ဘိုင်